ကျွန်တော်ဟာနှစ်နှစ်တိုင်တိုင်ရောက်ခမဖြစ်သူရဲ့စပစ်ချံကိုကူညီစီမံပေးခဲ့ပြီးဒေါ်လာ8 သိန်းလောက်ရှိတဲ့သူတို့ရဲ့အကျွေးတွေကိုကြေးစေခဲ့ပါတယ်ပြီးတော့တစ်နှစ်ကို9 တန်းလောက်ဝင်ငွေရတဲ့စပစ်ဆိုင်ခင်းကြီးဖြစ်အောင်လဲပြောင်းလဲပေးခဲ့ပါတယ်ဒါပေမဲ့သူကတော့အမျက်ခွဲဝေပေးဖို့သဘောတူညီချက်ကိုဖောက်ဖျက်ပြီးကျွန်တော်မျက်နှာကိုဒေါ်လာ1000နဲ့ပြစ်ပေါက်ပြီးတော့ကျွန်တော်ကိုရွှွန့်တွေနဲ့ပဲကစားတက်တဲ့ဆောက်လုပ်ရေးအလုပ်သမားတယောက်လိုဆဲဆူစော်ကားခဲ့ပါတယ်ကျွန်တော်ဟာဘာယံပွဲမှာမဖန်တီးသလိုအငင်းပွားမနေပဲအဲ့ဒီဒေါ်လာ1000ကိုယူပြီးရွာကလူတွေစွန့်ပစ်ထားတဲ့မြေစာပုံတောင်ကုန်းကိုမတုံ့မဆုပ်ပဲဝယ်ယူလိုက်ပါတယ်နောက်နှစ်ဆောင်းဦးရာသီမှာတော့သူ့ရဲ့စပစ်ချံကြီးဟာပျက်စီးသွားပြီးဈေးကောင်းမရဖြစ်သွားတဲ့အချိန်မှာကျွန်တော်ရဲ့စပစ်တီးတွေကတော့1 ကီလိုကိုဒေါ်လာ300ဆိုတဲ့ရှယ်ဈေးနှုန်းနဲ့ရောင်းထွက်ခဲ့ပါတယ်သူဟာတညလုံးငိုယိုပြီးပုတ်တိုးနေတဲ့သူ့ရဲ့စပစ်ချံထဲမှာဒူးထောက်နေရင်သူဘယ်နေရာမှာမှားသွားခဲ့လဲဆိုတာကိုဘယ်တော့မှနားမလည်နိုင်ပဲတေးဆုံးသွားခဲ့ပါတယ်ဇလတ်အစကဒီလိုပြလွန်ခဲ့တဲ့2 နှစ်ကလင်းဟန်ရဲ့စပစ်ချံဟာတန်တက်ချို့တဲ့ယောဂါတွေဆွဲကပ်နေပြီးအကျွေးတွေကတောင်းလို့ပုံနေခဲ့တာပါဘန်တွေကလည်းနေ့တိုင်းအကျွေးလာတောင်းနေခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်ဟာ9 နှစ်တိုင်တိုင်သူတည်တနာပြုထားတဲ့မြေစီလွာပြုပြင်ရေးဖော်မြူလာနဲ့သူ့အတွက်အခမဲ့အလုပ်လုပ်ပေးခဲ့တာပါကျွန်တော်တို့ဟာစာချုပ်ကိုတေချာလက်မှတ်ထိုးခဲ့ကြပြီးကျွန်တော်ရဲ့နည်းပညာနဲ့ရရှိလာတဲ့အမျက်ငွေကိုတဝက်စီခွဲဝေဖို့သဘောတူခဲ့ကြပါတယ်အဲ့ဒီတုန်းကသူဟာရင်ဘတ်ကိုပုတ်ပြီးတားသမတ်ဆိုတာတားရင်တဝက်ပါပဲငါတို့ပတ်စံရရင်မင်းနဲ့လင်းဖန်အတွက်အင်ကြီးတစ်လုံးအရင်ဝယ်ပေးမယ်လို့ကြိတ်ဆိုခဲ့ပါသေးတယ်ဒီနှစ်မှာတော့စပစ်တီးတွေအထွက်ကောင်းလို့အောင်ပွဲခံချိန်လင်းဟိုင်ဟာတစိမ့်အကောင်းစားဝတ်စားတွေကိုဝတ်ဆင်ထားပြီးတတိကုံတွေအတော်များများကိုခြံနဲ့လိုက်လံပြနေခဲ့ပါတယ်ဒါဟာလင်းမီသားစုရဲ့မျိုးဆက်ပေါင်းများစွာလက်ဆင့်ကမ်းလာတဲ့လှုပ်ဝက်ချက်ပါလို့သူကပါဇက်ကအမြုပ်ထွက်မတက်ကြွလုံးထုတ်နေခဲ့ပါတယ်ဒီနှစ်အသားတင်အမျက်ငွေဟာ9 တန်းကိုအလွယ်တကူကျော်ဖြတ်နိုင်လိမ့်မယ်လို့သူကပြောတော့ကုန်တယ်တွေကတယောက်ပြီးတယောက်လက်မထောင်ချီကျူးကြပါတယ်လင်းဟိုင်ဟာသူကိုယ်တိုင်စိုက်ပျိုးရေးပညာရှင်ကြီးဖြစ်နေတယ်လို့မျိုးအတိုင်းထက်အလွန်ပျော်မြူးနေခဲ့ပါတယ်လွန်ခဲ့တဲ့10 မိနစ်ကတည်းကကျွန်တော်ဟာ19 ဒီဂရီဆိုတဲ့အံပွဲတကြားတက်ပမာဏကိုတိုင်းတာခဲ့တာကိုဘယ်သူမှမသိကြပါဘူးဒီလုပ်ငန်းမှာ18 ဒီဂရီဆိုတာတောင်ထိပ်တန်းအရေးသွေးရှိတဲ့တစ်တီးလို့သတ်မှတ်ကြတာပါလူတွေအားလုံးပြန်သွားတဲ့အချိန်မှာကျွန်တော်ဟာ2 နှစ်လုံးတင်စီထားတဲ့အမျက်ဝေစုစာချုပ်ကိုအေးအေးဆေးဆေးပဲထုတ်ပြလိုက်ပါတယ်ကျွန်တော်ဟာနောက်ဆုံးတော့လင်းဖန်းအတွက်အိမ်စစ်တလုံးဝယ်ပေးနိုင်တော့မယ်လို့ပဲတွေးနေခဲ့တာပါလင်းဟန်ရဲ့မျက်နှာကမမာနာတွေဟာချက်ချင်းတောင့်တင်းသွားပြီးစာချုပ်ကိုကျွန်တော်လက်ထဲကဆွဲယူလိုက်ပါတယ်ရုတ်တရက်သူဟာလက်နှစ်ဖက်နဲ့အားထည့်ပြီးကျွန်တော်ရဲ့2 နှစ်တာကြိုးစားအားထုတ်မှုတွေပါဝင်တဲ့စာချုပ်ကိုဆွဲဖြတ်ပစ်လိုက်ပါတယ်စာရွက်အပိုင်းစာတွေဟာကျွန်တော်မျက်နှာကိုခက်ပြင်းပြင်းလာမှန်ပြီးနှင်းပွင့်တွေလိုပဲပြန့်ကျဲသွားပါတယ်မင်းကဒီလောက်တောင်ပတ်စံငမတ်နေတာလားမင်းလိုရှုံးနဲ့ကစားတဲ့တာမန်နည်းပညာသမားကဒေါ်လာ2 တန်းခွဲရဖို့ထိုက်တန်တယ်လို့ထင်နေတာလားမင်းရဲ့အိမ်မက်တွေကိုယူပြီးဒီကနေအဝေးဆုံးကိုလစ်လိုက်တော့လို့လင်းဟန်ရဲ့ဝါဖြိုးတဲ့မျက်နှာကလောင်ပြောင်မှုတွေနဲ့ပြည့်နေခဲ့ပါတယ်သူဟာကျွန်တော်2 နှစ်လုံးအသုံးပြုခဲ့တဲ့ပညာရှင်သုံးတကြားတက်တိုင်းကိရိယာကိုရိုက်လူယူလိုက်ပါတယ်အဲ့ဒါဟာကျွန်တော်စားစရိတ်ကိုချွေတာပြီးဝယ်ခဲ့ရတဲ့ကျွန်တော်ရဲ့အလုပ်လုပ်တဲ့ကိရိယာလေးပါသူဟာအဲ့ဒီကိရိယာကိုကွန်ကရစ်ကျမ်းပြင်ပေါ်ခက်ပြင်းပြင်းပစ်ပေါက်လိုက်တာကြောင့်တိကျတဲ့အာယုံခံကိရိယာလေးဟာချက်ချင်းပဲအပိုင်းပိုင်းကွဲသွားပြီးမျက်နှာပြင်မှာလည်းအကြောင်းကြီးထင်သွားပါတယ်ပြီးတော့သူဟာစင်ပေါ်မှာကျွန်တော်တင်ထားတဲ့နည်းပညာလက်ဆွဲစာအုပ်ကိုဆွဲယူပြီးအကျမ်းပဒံဆွဲဖြတ်ပစ်လိုက်ပါတယ်စာရွက်အပိုင်းစာတွေကိုလေထဲလွှင့်ပစ်လိုက်တဲ့အတွက်ကျမ်းပြင်တစ်ခုလုံးပြန့်ကျဲသွားပါတယ်စုချံမင်းကျေးဇူးကမ်းမနေနဲ့ဒီစာပြစ်ချံထဲမှာအကိုင်းဖြတ်တာရေလောင်းတာဆေးဖြန်းတာတွေကိုဘသူ့ကိုငှားလုပ်လို့ရတယ်အမှန်တိုင်းပြောရရင်ခွေးတစ်ကောင်ကိုခြိထားရင်တော့ဒီအလုပ်ကိုလုပ်နိုင်တယ်လို့သူကပြောပါတယ်ကျွန်တော်ရဲ့လက်သီးတွေဟာအင်ဂျီလက်ထဲမှာတင်းတင်းဆုပ်ထားမိပြီးလက်သေးတွေဟာအသားတဲ့အထိနက်နက်ရှိုင်းရှိုင်းစိုက်ဝင်သွားပါတယ်2 နှစ်တာကာလပတ်လုံးအဝါရောင်ယောဂကိုနှိမ်နှင်းဖို့စောစောထားပြီးညစ်တဲ့အထိအလုပ်လုပ်ခဲ့ရတာဖန်လုံအိမ်ထဲမှာညပေါင်းများစွာမအိပ်မနေစောင့်ကြည့်ခဲ့ရတာတွေဟာသူ့ဇက်ထဲမှာခွေးတစ်ကောင်တောင်လုံနိုင်တဲ့အလုပ်မျိုးဖြစ်သွားခဲ့ရပါတယ်ဒီနေ့ကစပြီးမင်းအလုပ်ထုတ်ခံလိုက်ပြီးဒီချန်နယ်ကထွက်သွားပြီးနောက်ဘယ်တော့မှပြန်မလာနဲ့လို့သူကအမိန့်ပေးပါတယ်ကျွန်တော်ပါဇက်မဟခင်ပါပဲလင်းဟိုင်ဟာသူ့အိတ်ထဲကမိတ္တူစာရွက်အချို့ကိုထုတ်ပြီးကျွန်တော်ရှိမှဟိတ်ဟန်အပြည့်နဲ့ရမ်းပြနေပါတယ်မင်းကနီးပညာအနေငယ်တိတာနဲ့ကိုအရေးပါတယ်ထင်နေတာလားဒါတွေကိုငါကိုယ်တိုင်လက်နဲ့မှတ်တမ်းနိုင်ထားပြီးမြေစီလွာပြုပြင်တဲ့ဖော်မြူလာနဲ့ရေနဲ့မြေဩဇာကျွေးတဲ့အချိန်စရာတွေအဲ့ဒါတွေကမင်းရဲ့အဓိကနီးပညာတွေမဟုတ်လားငါတယောက်ကိုမိတ္တူကူးခိုင်းထားပြီးစိုက်ပျိုးနီးလန်းတွေကိုငါအကုန်လုံးတက်မြောက်သွားပြီနောက်နှစ်ဆိုအထွက်နှုန်းကပိုတော့များအောင်မယ်မင်းကငါအတွက်ဘာတန်မိုးမှမရှိတော့ဘူးလို့သူကပြောပါတယ်သူ့လက်ထဲကမိတ္တူတွေကိုကြည့်ပြီးကျွန်တော်အတွက်တော့ရေစရာကြီးဖြစ်နေပါတယ်အဲ့ဒီဖော်မြူလာဟာအပူချိန်နဲ့ဆိုထိုင်းစာပေါ်မူတည်ပြီးအမြဲတမ်းပြောင်းလဲပေးနေရတာပါသူကတော့ဇေယျကွက်ထဲကကိန်းကနန်းတွေအတိုင်းပဲတည်ထားတာကြောင့်ဒါဟာကိုတင်ချိုင်းကိုတူးနေတာနဲ့အတူတူပါပဲဒါပေမဲ့ကျွန်တော်သူ့ကိုပြန်မပြောသလိုကျမ်းပြင်ပေါ်ကစာရွက်တွေကိုလည်းလှည့်မကြည့်ခဲ့ပါဘူးကျွန်တော်ကောင်းကိုဖြည်းဖြည်းချင်းမောလိုက်ပြီးမလန်းမကမ်းမှရှိနေတဲ့ကျွန်တော်ဇနီးလင်းဖန်းကိုကြည့်လိုက်ပါတယ်သူမဟာကျွန်တော်ရဲ့တရားဝင်ဇနီးဖြစ်တာကြောင့်ကျွန်တော်အတွက်တရားမျှတတဲ့စကားတစ်ခုလောက်ပြောပေးလိမ့်မယ်လို့မျှော်လင့်ခဲ့မိပါတယ်အကယ်၍ဒီအချိန်မှာသူမသာကျွန်တော်စီလျှောက်လာခဲ့ရင်ဒီ3 နှစ်အတွင်းခံစားခဲ့ရတဲ့မတရားမှုအလုံးကိုကျွန်တော်မျိုးသိလိုက်နိုင်ပါတယ်ဒါပေမဲ့လင်းဖန်းဟာကျွန်တော်အကြည့်နဲ့စုံတဲ့အခါလျှက်စစ်နဲ့တိုးလိုက်တယ်လို့မျိုးမျက်လုံးကိုချက်ချင်းလွှဲဖယ်သွားပါတယ်သူမဟာအနားကိုမလာတဲ့အပြင်လင်းဟန်ရဲ့နောက်ွယ်မှာကွယ်ပြီးတော့ဆူချံကျမဖေပြောတာမှန်တယ်ဒီပတ်စံတွေကအစကတည်းကလင်းမိသားစုပတ်စံတွေပဲရှင်ကလူစိမ့်တယောက်ပဲကိုဘာလို့တဝဲယူချင်နေရတာလဲလို့ပြောလိုက်ပါတယ်ကျွန်တော်နှလုံးသားကိုဓာတ်နဲ့အထိုးခံလိုက်ရတယ်လို့ခံစားလိုက်ရပါတယ်ပြီးတော့ယွန်း1000ဆိုတာလည်းနည်းတဲ့ပမာဏမဟုတ်ဘူးအဲ့ဒါကိုကောက်ယူပြီးထွက်သွားတာပိုကောင်းလိမ့်မယ်ကျမတို့ကမူလကတည်းကအဆင့်တန်းချင်းမတူကြဘူးရှင်ကျမအဖေကိုရှင်လို့လည်းမရဘူးလို့သူမကဆက်ပြောပါတယ်တစ်ချိန်ကသူမပျော်ရွှင်ဖို့အတွက်ကျွန်တော်ရဲ့ခွန်အားအလုံးပေးဆက်ခဲ့ရတဲ့ဒီမျိုးသမီးကိုကြည့်ရင်ရုတ်တရက်သူမဟာအယမ်းကိုစိတ်ကားပြီးယုံစရာကောင်းလာပါတယ်လူငယ်ဘဝရဲ့3 နှစ်တာကာလချွေးတွေနဲ့ရင်းခဲ့ရတဲ့နေ့ရက်ပေါင်း1000ကျော်နောက်ဆုံးမှာကျွန်တော်ရရှိခဲ့တာကလုံးဝသစ္စာဖောက်ခံရမှုပါပဲအဲ့ဒီအချိန်မှာကျွန်တော်နှလုံးသားဟာလုံးဝတည်ဆုံသွားခဲ့ပါပြီ